လေလုယာကိုတော်တက်တယ်ကိုတော်တက်တယ်ကြောင့်ကိုတော်ရှိပါတယ်ဟာလေလုယာကိုတော်မြတ်ကောင်းတဲ့အချိန်တိုင်းချီးမွမ်းကိုဝေဟာလေလုယာကျွန်တော်အားလုံးဒီမှာဆက်ကနေရအောင်ဟိုကျွန်တော်အားလုံးကိုဘုရားရှင်ရဲ့လက်ထဲမှာကျွန်တော်တက်တာကိုဆက်နေတာတော့ဒီပေါ်ဒီကျွန်တော်တို့နေရာပြင်မှာတက်တာနေရာဒီမကြိုးစားပါနဲ့အားမထုတ်ပါနဲ့ဒီဆုတောင်းဘုရားလက်ထဲအနာမှာဟိုဘုရားရှင်တက်တာဘုရားရှင်လုပ်ပေးနေတာဘုရားရှင်တောင်းမချင်ပေးတယ်ဘုရားရှင်တိုက်ရှိချင်ပေးတယ်ဘုရားရှင်လွတ်ပြောင်းချင်ပေးတယ်ဒီဘုရားလက်ထဲမှာကျွန်တော်တက်တာအနာရအောင်ဟိုစကားလာမကျွန်တော်အနာယောဂါတွေအနာရအောင်ဒီဘုရားလက်ထဲမှာတို့ရဲ့အခက်ခဲတွေတို့ဒုက္ခတွေဟိုကျွန်တော်ရဲ့ကြာရမပြီးတဲ့အရာဒီဘုရားလက်ထဲမှာကျွန်တော်အနာရအောင်ဟာလေလုယာရာမာစီကိမာစီဟိုအရာရာတက်တဲ့တော့ဘုရားဟိုအရာရာလုပ်နေတော့ဘုရားဟိုအရာရာချီးပြောင်းဟိုကိုတော်ရဲ့ကောင်းတဲ့ဘုရားဟိုအကောင်းရဲ့ဆုံးတော်ယေရှုအတိအကျဆုံးတော်ယေရှုအရာရာတက်တဲ့တော့ဘုရားလူတွေအပြည့်မဖြစ်နိုင်တဲ့အချိန်မှာဒီဖြစ်စေတော့ဘုရားလူတွေအပြည့်မတက်နိုင်တဲ့အရာတွေဟိုဒီမတက်နိုင်တဲ့အချိန်မှာဟိုတက်နိုင်စေတော့ဘုရားဒီအောက်ထက်ကလည်းရှိလို့ဖတ်စေတော့ဘုရားဟိုပြည်လေကိုဖတ်ချောင်းတဲ့ဒီဟိုဟာလေမြေကြီးပေါ်မှာစောင့်တည်တော်မြေကြီးပေါ်မှာလမ်းလျှောက်စေတော့ဘုရားဟိုဒီကိုတော့ဟာလေလုယာဟိုပြည့်စုံမြင်တဲ့လူကိုပြည့်စုံတယ်စေတော့ဘုရားခြေလက်မတော်ဆန်းတဲ့လူကိုခြေလက်တန်ဆန်းတော်ဘုရားဒီနာဝကြတဲ့လူကိုနာချစေတော့ဘုရားအသက်မရှိတော်သူတွေကိုမနေဒီအသက်ရှင်နေတော့ဘုရားဟောဒီမိကိုယ်တိုင်မြင်နေဟောသင်ချင်းကနေရှင်တဲ့ထားကြောင့်လေဒီထာဝရဟောအသက်ရှင်ခြင်းအသက်ရှင်တော်ဘုရားဟောဒီကိုယ်တော်သားသမီးတွေအရောက်ရှိရတဲ့အသက်တာတွေကိုလည်းဝယ်မှာဆက်ကြတယ်သက်ရှင်တော်ဘုရားကျွန်တော်အသက်တာတွေလုံးစုံဘုရားပြတိုးပြီးပါစကားပြောပါဘုရားပြအထုတော်ဟောပြောင်းလဲစတော်ပါဒီကိုအပတ်တိုင်းမှာဟောအပတ်တိုင်းမှာနေ့ရက်တိုင်းမှာဟောယခုကဲ့သို့လိုမျိုးပဲအသက်ရှင်တော်တဲ့မှာမဟုတ်ဘူးထူထားတဲ့လူ